ရှေးအခါကဗာရာဏသီပြည်တွင်ဗျမဒတ်မင်းစိုးစံတော်မူနေချိန်၌အလောင်းတော်စင်မင်းသည်ဟိမွန်နာတော်ကြီးအတွင်းဝယ်စင်ပေါင်း8000တို့၏အကြီးအမှုဖြစ်လေသည်စင်မင်းသည်မျက်မမြင်မိခင်စင်မကြီးကိုအစာရှာဖွေကျွေးမွေးနေလေသည်အလောင်းတော်စင်မင်းသည်တကိုယ်လုံးဖြူဖွေးနေပြီးအလွန်ပင်အစင်းလှလေသည်ရှုကျင်စပွဲမျက်နှိုးဖွယ်လဲကောင်းလှလေသည်အလောင်းတော်စင်မင်းသည်အရသာရှိသောတတိတို့ကိုရှာဖွေ၍အချံရံစင်တို့ကိုမိခင်အိုကြီးထံသို့ပို့ပေးစေသည်သို့သောပို့ခိုင်းခံရသောစင်တို့သည်စင်မင်း၏မိခင်ထံသို့မပို့ပေးဘဲလမ်း၌ပင်စားတောက်ပစ်ကြလေသည်စင်မင်းသည်မိခင်အိုကြီးပိန်ချုံလာသည်ကိုမြင်၍စုံစမ်းသည်ရှိသောစင်တို့၏မယိုးသားမှုကိုသိရ၍စင်အုပ်ကြီးကိုစွန့်ခွာကာမိခင်အိုကြီးကိုသာလှုပ်ကြွေးတော်မူဟုဆုံးဖြတ်လိုက်သည်ထို့နောက်ညစ်အခါဝယ်အခြားစင်တို့ကိုမသိစေဘဲမိခင်ကိုခေါ်၍ဒဏ္ဍောရကတောင်ခြေသို့သွားရောက်ကပဒုံမာကြာရှိသောရေကန်အနီး၌နေလေသည်မိခင်ကိုတောင်ဆောင်တစ်ခုတွင်ကောင်းမွန်စွာထားလေသည်ထိုအချိန်တွင်ဗာရာဏသီပြည်၌နေထိုင်သောမူဆိုးတစ်ယောက်သည်တောလိုက်ရင်းမျက်စိလေလမ်းမကအော်ဟစ်ငိုကြွေးရင်းစင်မင်းနေထိုင်သည့်နေရာသို့ရောက်လာလေသည်ဟင်းအားကိုးရမဲလို့ငိုကြွေးနေတဲ့လူပါလားငါတွေ့ပါလျက်နဲ့သူ့အသက်တာဆုံးသွားရတာမျိုးမဖြစ်စေချင်ဘူးဟုစင်မင်းကနှလုံးသွင်းကမူဆိုး၏အနားသို့ချဉ်ကပ်သွားလေသည်မူဆိုးသည်စင်ကိုတွေ့လျင်ကြောက်လန့်ကထွက်ပြေးလေ၏စင်မင်းကအိုးအတင်းယောက်ျားတင့်အားငါရန်မပြုပါတင်ကြောင့်ငိုကြွေးနေရပါသလဲတောထဲမှာမျက်စိလေလန်းမာပြီးရှောက်သွားနေတာ9 ရက်ရှိပါပြီဘာမှမကြောက်ပါနဲ့တင်တို့လူတွေရှိရာအရက်ကိုငါပို့ပေးပါမယ်ဟုဆိုကာစင်မင်းသည်မိုးဆိုးကိုသူ့ကြောပေါ်တွင်တင်ကာလူတို့သွားရာလမ်းသို့ပို့ပေးလေသည်မိုးဆိုးသည်စင်ဤကြောပေါ်တွင်ထိုင်လျက်မင်းကြီးကိုစင်ဖြူရတနာဆက်တရသောငါကိုဥစ္စာများစွာချီးမြှင့်တော်မူမှာအမှန်ပဲခုတွေကသွားရလန်းခီးမှတစ်ပင်တို့ကိုအမှတ်သားပြုလာခဲ့သည်စင်မင်းကလူတို့သွားရာလမ်းသို့ရောက်လျင်မူဆိုးကိုကြောပေါ်မှချ၍တောထဲသို့ပြန်ဝင်လာခဲ့သည်ထိုအချိန်၌ဗာရာဏသီမင်း၏မင်္ဂလာစင်တော်ရုတ်တရက်အတဆုံးသွားသည့်တည်င်းကိုမူဆိုးကြရသည်ထို့ကြောင့်တောထဲတွင်စင်ဖြူတော်တကောင်ကိုတွေ့ရှိရ၍သွားရလမ်းကိုမှတ်သားလာခဲ့ကြောင်းဗာရာဏသီမင်းအားလျှောက်တင်လိုက်လေသည်မင်းကြီးသည်မူဆိုးလျှောက်တင်သည့်စကားကိုကြားလျင်ဝမ်းမြောက်ဝမ်းသာစွာဖြင့်စင်စရာလမ်းပြမူဆိုးနှင့်အချံရံများစွာတို့ကိုတောတွင်သို့အမြန်စေလွတ်လေသည်စင်စရာလမ်းပြမှုဆိုးနှင့်အချံရံများစွာတို့သည်စင်မင်းနေထိုင်ရာသို့ရောက်လျင်ကြာတော်ထဲသို့ဝင်၍အစာရှာဖွေနေသောစင်မင်းကိုတွေ့ရလေသည်စင်မင်းကလည်းမူဆိုးတို့အုပ်စုကိုမြင်သည်ဒါကမူဆိုးကြောင့်ပေပဲသူအသက်ကိုကယ်တင်ပေးခဲ့သည့်ကျေးဇူးကိုလည်းမသိငါဟာအားကောင်းတယ်ဒါပေမဲ့တီလာကိုအပြတ်မခံနိုင်ငါအားလှန်နဲ့ထိုးရင်လဲငါသေးခံမယ်ဟုအဋိဌံပြုမတုံမလှုပ်ရဲ့၍နေလေဤစင်စရာသည်ကြာအိုင်သို့ဆင်း၍စင်မင်းဤကြံအင်လက္ခဏာတို့ကိုစစ်ဆေးသည်မင်္ဂလာစင်တော်ဤကြံအင်လက္ခဏာနှင့်ပြည့်စုံမှန်းသိလျင်ဗာရာဏသီပြည်သို့ခေါ်လာခဲ့သည်မိခင်စင်မကြီးသည်တားဖြစ်သူပြန်မလာမှန်းသိလျင်အော်ဟစ်ခေါ်ကငိုကြွေးလေသည်ဗာရာဏသီမင်းသည်အရသာထူးကဲသောအစာတို့ကိုစင်မင်းကိုကျွေးမွေးလေ၏သို့သောစင်မင်းကငါမိခင်နှင့်ကွဲကွာနေရသည့်ကာလပတ်လုံးငါအစာမစားဘူးဟုဆုံးဖြတ်ကအစာမစားဘဲနေလေဗာရာဏသီမင်းကစင်မင်းအစာစားပါလော့တချင်းသေးပါစေငါမစားငါမိခင်မျက်မမြင်မိခင်အိုကြီးသည်ငါမရှိ၍တောတွင်၌ဒုက္ခရောက်နေပေညီငါသည်မိခင်အိုကြီးကိုရှာဖွေကျွေးမွေးနေသူဖြစ်ပေတဲငါမရှိရင်ငါအမေအိုကြီးတရားမှာကမလွဲတင်ပေးသောစီးစိမ်ကိုငါမလိုလားဟုစင်မင်းကဆိုသည်ထိုအခါမင်းကြီးကအမတ်တို့မိခင်မျက်မမြင်ကိုလှုပ်ကြွေးနေသောစင်မင်းဖြစ်၍လွတ်လိုက်ကြပါတော့သူမိခင်နှင့်သူနေပါစေဟုမိန့်လေသည်စင်မင်းသည်ဗာရာဏသီမင်းအားမင်းကျင့်တရား10 ပါးတရားကိုဟောကြားကာမမေ့မလျော့မပေါ်ဆစေရန်ဆုံးမလေသည်စင်မင်းသည်နေရက်သို့ပြန်ရောက်လျင်ကြာဦးကြာကောင်းများကိုနှမောင်းဖြင့်ရစ်ပတ်ယူပြီးလျင်ရေကိုနှမောင်းဖြင့်အပြည့်စုပ်ယူ၍မိခင်ရှိရာသို့သွားလေသည်မိခင်သည်9 ရက်လုံးအစာမစားရ၍နွမ်းနယ်နေမှန်းသိ၍ကိုငွေရစေရန်ဦးကောင်းပေါ်သို့ရေဖြန်းပေးလေသည်ထို့နောက်စင်မင်းသည်မိခင်အားအကြောင်းစုံပြောပြလေသည်စင်မင်းသည်မိခင်စင်မကြီးကွယ်လွန်လေသောဟိမွန်နာမှကြွချီလာသောရသိ900တို့၏ကျောင်းသို့သွား၍ဝတ်ကြီးဝတ်ငယ်တို့ကိုအသက်ထက်ဆုံးပြုလုပ်ပေး၍နေလေတော့တည်း